ကျေးဇူးများတင်ပါတယ်ရှင်ကဲမေအခုကိုပိုင်းတန်တင်တချင်းလေးတစ်ပုဒ်ကိုဆိုပေးမယ်ဒါထားကိုဖိတ်ခေါ်အောင်နော်ဒါထားကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါခင်ဗျာဒါရော Melody Worship ပရိသတ်ကြီးကိုပါသချင်းနဲ့တည်ဆူဖြတ်ပြပါလေကိုအောင်ရေးပေးတဲ့အချစ်တက်လာပါခင်ဗျာကိုအောင်ဆိုတာစိတ်ကြွအတွေးထက်ခဲ့ဘူးလေကိုအောင်လားဒါမှမဟုတ်လို့ရှင်ကျယ်ရီစုံတဲ့ညရေးတဲ့တောင်ကြီးကကိုအောင်လားကျယ်ရီစုံတဲ့ညရေးတဲ့တောင်ကြီးကကိုအောင်ပါခင်ဗျာကိုအောင်ရဲ့တချင်းလေးတွေကအေးချူချူလေးတွေနဲ့များရနော်ဟုတ်ကဲ့ရေးကိုရေးထားပြီးတဲ့တချင်းနဲ့ညီလေးနဲ့ဓာတ်တက်လားမတက်လားဆိုတော့နားထောင်ကြည့်အောင်နော်ဟုတ်ကဲ့ကိုကလည်းဟိုဓာတ်တက်လားမတက်လားမဟုတ်ပါဘူးအချစ်တက်လားပါဟောတချင်းကလည်းအချစ်တက်လားဟုတ်ပြီအဲ့ဒါအချစ်တက်လားဆိုတဲ့တချင်းကိုနားထောင်ကြည့်အောင်နော်ဟုတ်ကဲ့ပါ